သမိုင်းကိုပြောရင်အညာသားတွေရဲ့တတိကိုလည်းဖေဖေကပြောရင်မရနိုင်အကြောင်းမဟုတ်မမှန်ရင်တော့ဗျာကောင်းကောင်းမခံတဲ့တို့ညာပါအကြောင်းကိုတော့ပြော၍မပြေဆုံးသလိုຫນွေဦးသမိုင်းကိုပြောရင်အညာသားတွေရဲ့တတိကိုလည်းဖေဖေကပြော၍မရနိုင်အကြောင်းမဟုတ်မမှန်ရင်တော့ဗျာကောင်းကောင်းမခံတဲ့တို့ညာပါတစ်ချိန်လုံးကကျုပ်တို့အညာကဓမ္မပြည်ရဲ့အသက်သွေးကြောပါစို့တွင်မပြတ်စီးခြင်းခဲ့တဲ့အေယာဝတီကိုခမရတို့ညာရက်တယ်အညာကိုသာခမရတို့ညာတာအညာကတော့ဘယ်တော့မှမညာဘူးသမိုင်းစီတဲ့ချောင်းအားလုံးတည်တယ်ကိုရန်ကိုထောင်းပြီးတော့သူမီကိုပခုံးထမ်းလို့လွယ်မောင်းပြန်တဲ့နှစ်တည်းကြဝဲတို့အညာမှဘယ်တော့မှမချဘူးကွယ်သမိုင်းကိုတော့ပါမိုင်းနဲ့မှာတိုက်လို့တော့ရမယ်မထင်နဲ့တွေးစီတာလဲတို့ညာပါတွေးရတာလဲတို့ချွေညာဘသူလာလာဘသူပဲညာညာမိုက်စရာချီမိုက်ပြလို့ရဲ့တိုက်စရာချီတာတိုက်ရမှာပဲအကြောင်းကိုတော့ပြော၍မပြေဆုံးသလိုຫນွေဦးသမိုင်းကိုပြောရင်အညာသားတွေရဲ့တတိကိုလည်းဖေဖေကပြော၍မရနိုင်အကြောင်းမဟုတ်မမှန်ရင်တော့ဗျာကောင်းကောင်းမခံတဲ့တို့ညာပါတစ်ချိန်လုံးကကျုပ်တို့အညာကဓမ္မပြည်ရဲ့အသက်သွေးကြောပါစို့တွင်မပြတ်စီးခြင်းခဲ့တဲ့အေယာဝတီကိုခမရတို့ညာရက်တယ်အညာကိုသာခမရတို့ညာတာညာကတော့ဘယ်တော့မှမညာဘူးသမိုင်းစီတဲ့ချောင်းအားလုံးတည်တယ်ကိုရန်ကိုထောင်းပြီးတော့သူမီကိုပခုံးထမ်းလို့လွယ်မောင်းပြန်တဲ့နှစ်တည်းကြဝဲတို့အညာမှဘယ်တော့မှမချဘူးကွယ်သမိုင်းကိုတော့ပါမိုင်းနဲ့မှာတိုက်လို့တော့ရမယ်မထင်နဲ့သွေးစီတာလဲတို့ညာပါသွေးရတာလဲတို့ချွေညာဘသူလာလာဘသူပဲညာညာမိုက်စရာချီမိုက်ပြလို့ရဲ့တိုက်စရာချီတာတိုက်ရ